ကျမတို့အတူတကောမတက်ရပြီးတော့အသက်ရှင်တဲ့ဖရားကိုချီးမွမ်းကိုးကွယ်ကြရအောင်နော်
ကိုကိုရဲ့ဖခင်ကလောကကြီးရဲ့လောကဘက်မှာရှိတဲ့သူတဲ့တာရွေးကြီးမြတ်တာဖြစ်တယ်။အရာအလုံးကိုဖန်ဆင်းနိုင်တော့ဖခင်ဖြစ်တယ်။လာမရှိတဲ့အရက်မှာလဲလာကိုဖန်ဆင်းပေးနိုင်တော့သူဖြစ်တယ်။ကျမတို့ယုံကြည်ခြင်းနဲ့ကိုယ်ကိုကြရအောင်။ဟာလေလုဒုက္ခခဲခဲမြာကိုလည်းကြည်လို့ပြဿနာတွေကြည်လို့လေဒီလောကကြီးရဲ့ထက်မှာကျွန်တော်သက်ရှင်နေတယ်မုန်တိုင်းရဲ့ထက်မှာကိုရောတူရှိတယ်လက်တစ်ခါစိတ်ချနေတယ်ဟာလေလုယာလောကကြီးရဲ့တွေ့ကြုံခံစားဒုက္ခခဲခဲများကိုလည်းကြည်လို့ပြဿနာတွေကြည်လို့လေ
ရှိတဲ့သူချက်ကျွန်တော်ရဲ့ဘက်မှာရှိတဲ့သူကဒါရဲ့ချီးမြှင့်လို့မာတယ်ဒါရဲ့ချီးမြှင့်လို့လောကဘက်မှာရှိတဲ့သူချက်ကျွန်တော်ရဲ့ဘက်မှာရှိတဲ့သူကဒါရဲ့ချီးမြှင့်လို့မာတယ်
မပြတ်ဘူးသစ္စာမပြတ်ဘူးကိုရောရှင်ကကတိတော်တိုင်းကိုရောတိုင်းနိုင်တယ်မစိုးရင်တော့ဘူးမစိုးရင်တော့ဘူးရာကိုမတရားရရှိဘူးကိုရောရဲ့ကတိတော်များသစ္စာမပြတ်ဘူးကိုရောရှင်ကကတိတော်တိုင်းကိုရောတိုင်းနိုင်တယ်မစိုးရင်တော့ဘူးမစိုးရင်တော့ဘူးမစိုးရင်တော့ဘူးဟာလေလုယာတရားရရှိဘူးကိုရောရဲ့ကတိတော်များသစ္စာမပြတ်ဘူးကိုရောရှင်ကကတိတော်တိုင်းကိုရောတိုင်းနိုင်တယ်မစိုးရင်တော့ဘူးမစိုးရင်တော့ဘူးမစိုးရင်တော့ဘူးကိုရောကိုမတရားရရှိဘူးကိုရောရဲ့ကတိတော်များသစ္စာမပြတ်ဘူးသစ္စာမပြတ်ဘူးကိုရောရှင်ကကတိတော်တိုင်းကိုရောတိုင်းနိုင်တယ်မစိုးရင်တော့ဘူးမစိုးရင်တော့ဘူးမစိုးရင်တော့ဘူးတရားရရှိဘူးကိုရောရဲ့ကတိတော်များဘယ်တော့မှသစ္စာမပြတ်ဘူးသစ္စာမပြတ်ဘူးကိုရောရှင်ကကတိတော်တိုင်းကိုရောတိုင်းနိုင်တယ်မစိုးရင်တော့မစိုးရင်တော့မစိုးရင်တော့ဘူးမေဟာဘုရားတရားရရှိဘူးကိုရောရဲ့ကတိတော်များသစ္စာမပြတ်ဘူးသစ္စာမပြတ်ဘူးကိုရောရှင်ကကတိတော်တိုင်းကိုရောတိုင်းနိုင်တယ်ယုံကြည်စိတ်ချနေတယ်လောကဘက်မှာရှိတဲ့သူတဲ့ကျွန်တော်ရဲ့ဘက်မှာရှိတဲ့သူကဒါရွေးချီးမြတ်လို့မာတယ်ဒါရွေးချီးမြတ်လို့မာတယ်လောကဘက်မှာရှိတဲ့သူတဲ့ကျွန်တော်ရဲ့ဘက်မှာရှိတဲ့သူကဒါရွေးချီးမြတ်လို့မာတယ်ဒါရွေးချီးမြတ်လို့လောကဘက်မှာရှိတဲ့သူတဲ့ကျွန်တော်ရဲ့ဘက်မှာရှိတဲ့သူကဒါရွေးချီးမြတ်လို့မာတယ်ဒါရွ
ကိုးကွယ်ပါဦးโอ้အလုံးသားနဲ့ကိုးကွယ်ပါထိုဘုရားရှင်ကိုစိတ်ချလိုက်ပါမစိုးရင်တော့ဘူးဘယ်ရာကိုမှတန်တရားရမရှိဘူးကိုရောရဲ့တတိတော်များသစ္စာမပြတ်ဘူးကိုရောရှင်ကတတိတော်တိုင်းကိုရောတိုင်းနိုင်တယ်မစိုးရင်တော့ဘူးမစိုးရင်တော့ဘူးဘယ်ရာကိုမှတန်တရားရမရှိဘူးကိုရောရဲ့တတိတော်များသစ္စာမပြတ်ဘူးကိုရောရှင်ကတတိတော်တိုင်းကိုရောတိုင်းနိုင်တယ်တခုတော့ဝန်ခံရအောင်ကျွန်တော်ရဲ့ဖက်မှာရှိတဲ့ဘုရားသခင်ကကျွန်တော်ရဲ့ဖက်မှာရှိတဲ့ဘုရားသခင်ကတာ၍ကြည်မျက်လုံးပါတယ်တာ၍ကြည်မျက်လုံးပါတယ်ဝန်ခံပါကျွန်တော်ရဲ့ဖက်မှာရှိတဲ့ဘုရားသခင်ကကျွန်တော်ရဲ့ဖက်မှာရှိတဲ့ဘုရားသခင်ကတာ၍ကြည်မျက်လုံးပါတယ်တာ၍ကြည်မျက်ကျွန်တော်ရဲ့ဖက်ကျွန်တော်ရဲ့ဖက်မှာရှိတဲ့ဘုရားသခင်ကဝန်ခံပါAmen, amen. တာ၍ကြည်မျက်လုံးပါတယ်တာ၍ကြည်ကျွန်တော်ရဲ့ဖက်မှာကျွန်တော်ရဲ့ဖက်မှာရှိတဲ့ဘုရားခင်က Amen. ကျွန်တော်ရဲ့ဖက်မှာရှိတဲ့ဘုရားခင်ကတာ၍ကြည်မျက်လုံးပါတယ်တာ၍ကြည်ကျွန်တော်ရဲ့ဖက်မှာကျွန်တော်ရဲ့ဖက်မှာရှိတဲ့ Amen.ကျွန်တော်ရဲ့ဘက်မှာတာ၍ကြည်မျက်လုံးပါတယ်တာ၍ကြည်မျက်လုံးကျွန်တော်ရဲ့ဘက်မှာကျွန်တော်ရဲ့ဘက်မှာရှိတဲ့ဘုရားခင်က Amen ကျွန်တော်ရဲ့ဘက်မှာရှိတဲ့ Amen 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 ကျွန်တော်ရဲ့ဘက်မှာကျွန်တော်ရဲ့ဘက်မှာရှိတဲ့ဘုရားခင်ကကျွန်တော်ရဲ့ဘက်မှာရှိတဲ့ဘုရားခင်ကတာ၍ကြည်မျက်လုံးတာ၍ကြည်မျက်လုံးကျွန်တော်ရဲ့ဘက်မှာကျွန်တော်ရဲ့ဘက်မှာရှိတဲ့ဘုရားခင်ကကျွန်တော်ရဲ့ဘက်မှာရှိတဲ့ဘုရားခင်ကတာ၍ကြည်မျက်လုံးပါတယ်တာ၍ကြည်မျက်လုံးပါတယ်မစိုးရင်တော့ဘူးကိုတော်ရှင်ကthan the irreversible. Amen. Praise the Lord. You are worthy, Lord. This time of your book. The deed or die. Go or die. My soul ain't no boo. My soul ain't no boo. May I go my than the irreversible. Go or yeah, the deed or die.စာမပြတ်ဘူးကိုရောရှင်ကကတိတော်တိုင်းကိုရောတိုင်းနိုင်တယ်ယုံကြည်စိတ်ချနေတယ် Hallelujah အိုးကျွန်တော်တို့ဘက်မှာရှိသောဘုရားရှင်ကတာ၍ကြီးမြတ်သောဘုရားရှင်ဖြစ်တယ်အိုးထိုဘုရားရှင်ကသင်ကိုလွတ်မြောက်ခြင်းကိုပေးပြီးသင်ကိုကောင်းစားခြင်းကိုပေးပြီးအိုးထိုဘုရားရှင်ရဲ့ဂတိတော်ကသင်ပေါ်မှာတည်မြဲနေတာဖြစ်တယ်အာမင်ကောင်းကင်နဲ့မြေကြီးမတည်တော်လဲထိုဘုရားရှင်ဂတိတော်ကတည်မြဲနေတာဖြစ်တယ်သင်ဟာလွတ်မြောက်တော်သူဖြစ်တယ်သင်ဟာကောင်းစားတော်သူဖြစ်တယ်ဟောသင်ဟာယေရှုနဲ့သက်ဆိုင်တော်သူဖြစ်တယ်ဘာကိုဆိုးရအောင်မလဲသင်ရဲ့ပြဿနာတွေဘလောက်ပဲဂေါလျက်ကြီးလို့ပဲကြီးမားပါစေထိုဘုရားရှင်ကဒီပြဿနာအလုံးစုံတွေဒါပြီးကြီးမြတ်တော်ဘုရားရှင်ဖြစ်တယ်ကိုရောယေရှုတော်ကိုချီးမွမ်းတယ်ကိုရောရှင်ဘုရားဒီကျွန်တော်တို့ဘက်မှာအတူအမြဲတမ်းအောင်မြင်ခြင်းကိုပေးတော်ဘုရားနာမတော်တိုင်းဘုန်းကြီးပါစေကိုရောကိုကိုးကွယ်နေရတာကိုယေရှုတင်တယ်ကိုရောကိုချီးမွမ်းနေရတာကိုတန်နေပါပြီယေရှုတော်ပေါင်းကိုချီးမွမ်းတယ်ဘုန်းကြီးခြင်းဂုဏ်ပြုခြင်းအလုံးစုံကိုရရှင်လက်ထက်မှာပြန်လဲဆက်ကပ်အနံ့တယ်ယေရှုခရစ်တော်တပါးရဲ့အမိနာမကိုအမိပြုပြီးဆုတောင်းဆက်ကပ်အနံ့ကြပါရဖာမြတ်စွာသောဘုရားသခင်အာမင်ရောက်ချင်းစီဘုရားရှင်တိုင်းကောင်းချီးပေးပါစေ
Amen